BNS ပွဲလုံးကအထူးကွန်မန်ဒိုတပ်ဖွဲ့ဝင်ဟောင်းတူဖြစ်ပြီးအခုအခါလန်ဒန်မှာတရုတ်စားတောက်ဆိုင်ဖွင့်ထားတဲ့ Norman ကိုအောင်ကျောင်းပဲဖြစ်ပါတယ်ဖခင်ကောင်းတယောက်ပြီးတမိဖြစ်သူဖန်းကိုကျောင်းကနေတွားချုပ်ခဲ့တဲ့တမိလေးကတော့ကပွဲကျောင်းတွေသူ့ရီစာအကျောင်းတွေနဲ့ဆိတ်လှုပ်ရှားပြီးရင်ခုန်နေတာပေါ့ကပွဲတွားခါနီးဖခင်ဖြစ်သူနဲ့ပါမက်ဆက်ပေးဖို့လည်းစီစဉ်ထားသေးတယ်တမိဖြစ်သူကသူ့လိုချင်တဲ့အရွယ်စား Translate ကိုမတွားခင်ခုံတိုက်တစ်ခုကနေအမြန်တွားဝယ်ချင်တာမို့ကွန်ကိုကားမြန်မောင်းဖို့ပူစားနေတာပေါ့သူတို့ရောက်သွားတော့တကယ်ပဲလူတွေကကြိတ်ကြိတ်တူစီကားနေတာကွန်ကကားပါကင်ရှာနေတော့တမိဖြစ်သူကအထဲကိုအရင်ဝင်သွားခဲ့တယ်စိတ်မကောင်းစရာကတော့ဒါဟာသူ့တမိလေးကိုနောက်ဆုံးအချိန်အသက်ရှင်နေမြင်လိုက်ရခြင်းပါပဲကွန်ကားပါကင်နေရခါနီးမှာပဲဘဲကမှမသိတဲ့ကားတစ်စီးအရှိန်ပြင်းပြင်းနဲ့မောင်းဝင်လာပြီးတိုက်မိကြရောကားပေါ်ကဆင်ပြီးစကားတော့မပြောရသေးခင်မှာပဲပုံးတလုံးအုံးကနေပောက်ကွဲသွားပါတော့တယ်အဲ့ဒီနောက်မှာတော့မက်ထရိုသတင်းဌာနကသတင်းထောက်အီရန်ဝုတ်စီကိုအမည်မသိလူတစ်ယောက်စီကဖုန်းဝင်လာတယ်တေချာနားထောင်ဆန်း IRA ရဲ့စစ်စင်ရေးအဖွဲ့တစ်ခုကဘမ်းမှာဘုံခွဲလိုက်ပြီးလူဝက်ကုတ်ကတော့ဖိနစ်ပဲဖိကင်ရဲ့ဗန္နာရေးဆိုင်ရာရာဇဝတ်အဖွဲ့အစည်းတွေကမြောက်အိုင်ယာလန်ကိုမတရားသိမ်းပိုက်ထားတာကိုထောက်ခံနေတဲ့ဒီဘုံခွဲမှုတွေဆက်ရှိနေဦးမှာပဲလို့ပြောပြီးဖုန်းချသွားတယ်အီရန်လည်းချက်ချင်းပဲမန်နေဂျာစင်ပစံစီတွားတဲ့ပို့လို့တာပေါ့မန်နေဂျာကလည်း IRA အဖွဲ့စစ်ကဘသူတွေလဲဆိုတာလိုက်စုံစမ်းဖို့အားလုံးကိုအမိန့်ပေးလိုက်ပြီးအီရန်ကိုတော့အခင်းဖြစ်ပွားရနေရကိုတွားရောက်တဲ့ယူဖို့လွှတ်လိုက်တယ်အဲ့ဒီနေရာကတော့တကယ်ကိုရင်းနာစရာစိတ်မကောင်းစရာမြင်ကွင်းမှာပဲကွန်တယောက်ထောက်တဲ့နေရာမှာတည်ဆုံသွားတဲ့သမီးလေးဖန်ကိုပွေ့ပတ်ပြီးတရှုပ်ရှုပ်မှုနေရှာတယ်တစ်ဖက်မှာလည်းမက်ကော်မင်းနဲ့ပတ်နတ်ဆိုသူလူနှစ်ယောက်ကဒီသတင်းကိုစောင့်ကြည့်နေကြတယ်ပြီးတော့ Patrick O'Reilly ဆိုသူလည်းရောက်လာတယ်အခုဆိုတည်ဆုံသူ12ယောက်ရှိသွားပြီးဒဏ်ရာရသူတွေလည်းအများကြီးပဲဒီလူရဲ့ဆက်တွေဟာတကယ်တော့ဒီဘုံခွဲမှုရဲ့နောက်ွယ်သားတရက်ခံတွေပေါ့လန်ဒန်မှာအော်တောင်းနေဖြစ်နေချိန်Belfast New မှာတော့ဒုတိယဝန်ကြီးလီယန်ဟန်နက်စီကဘာမှမသိရှာပဲသူ့ရဲ့အညောင်မယားမက်တီနဲ့ပြောပါနေတာပေါ့နောက်မှဖုန်းကြည့်လိုက်တော့သူ့ဇနီးမေရီစီကဒီဘုံခွဲမှုနဲ့ပတ်သက်ပြီးဆက်ထားတဲ့ဖုန်းတွေအများကြီးတွေ့လိုက်ရလို့လန့်သွားတယ်ဇနီးဖြစ်သူစီကဖုန်းပြန်လာတော့သူဘယ်ရောက်နေလဲဆိုတာကိုစင်ချေပေးတာပေါ့ဇနီးကတော့သူမင်းညကအိမ်မပြန်တာသိနေပေမဲ့သူကစင်ချေတွေထပ်ပေးပြန်တယ်မေရီကသူ့မောင်လေးစုံတာနဲ့ဆက်ပြေးမှုတတိပေးတော့လီယန်ကသူ့အတွင်းရမှုဘက်သူပြက်ခတ်တိုင်းမှာမှတ်ခိုင်းလိုက်မယ်လို့ကတိပေးပြီးဖုန်းချလိုက်တယ်နောက်ရက်မှာတော့ကိုတယောက်သမီးလေးရဲ့အခန်းထဲမှာရင်ခွဲမတက်ခံစားနေရရှာတယ်သမီးလေးရဲ့တစည်းတွေကိုကြည့်ရင်ရင်ထဲမှာဟာတာကြီးဖြစ်နေတာပေါ့ကောင်းစီစည်းဝေးမှာလီယန်ကလက်နက်တူလောင်ယုံတွေအားလုံးကိုအကုန်စစ်ဆေးဖို့အမိန့်ပေးလိုက်တယ်ဖိတိန်ဘက်ကဘုံမျိုးစားကိုတိသွားပြီးအဲ့ဒါကအိုင်ယာလန်တူလောင်ယုံကပျောက်ဆုံးနေတဲ့ဘုံတွေဖြစ်နေတဲ့ဘုံခွဲသမားတွေကသူတို့ရဲ့လှုပ်ဝက်ကုတ်ကိုတုံးသွားတာကြောင့်ဒါဟာအမိန့်ပေးစနစ်တွေကတယောက်ယောက်နဲ့အဆက်အသွယ်ရှိနေတဲ့ဆိုတာသိကြတယ်ဒီခန်းထဲကလူတောင်ဖြစ်နိုင်တယ်ဒါကြောင့်လက်နက်တွေအားလုံးကိုပြန်စစ်ဆေးဖို့တခုခုလိုအပ်နေရင်အဲ့ဒီနေရာကိုတိတဲ့လူတွေကိုလိုက်လံစုံစမ်းပြီးအထက်မှာတင်ရှင်းဖြစ်ဖို့သူကပြောလိုက်တယ်ကွန်ကလန်ဒန်ကအကြမ်းဖက်မှုတိုက်ခိုက်ရေးဌာနကိုရောက်လာခဲ့တဲ့ကွာဟာကွန်မန်ဒါဘရန်လီကိုတွေ့ဖို့9ရက်ဆက်တိုက်လာနေခဲ့တာနောက်ဆုံးတော့ဘရန်လီကသူ့ကိုတွေ့ခွင့်ပေးခဲ့တဲ့တရားခံတွေကိုဖမ်းမိဖို့အစွမ်းကုန်စူးစမ်းနေပါတယ်လို့အာမခံပေမဲ့ကွန်ကတော့ဘုံခွဲသမားတွေရဲ့နာမည်ကိုပဲလူချင်းနေတာအဲ့ဒီနာမည်အတွက်စတာလင်ပေါင်2000တောင်ပေးဖို့အဆင့်တင်ပဲဘရန်လီကညှိလိုက်တဲ့အခါ IRA တဲ့ကတယောက်ယောက်ရဲ့နာမည်ဖြစ်ပေးဖို့တောင်းပန်ပြန်တယ်ဒါပေမဲ့ဘရန်လီကညှင်းဆန်ဆဲပါပဲအဲ့ဒီအစားဘုံခွဲသမားတွေဟာတိတ်အနေများတာမို့တွားပတ်သက်ရင်အသက်အန္တရာယ်ရှိနိုင်တယ်လို့ပဲသတိပေးလိုက်တယ်ကွန်ဟာ1984ကတည်းကဒီနိုင်ငံကိုရောက်နေတာစစ်ပြီးတော့ဆိုင်ကုန်မှာအလုပ်လုပ်ခဲ့ပြီးစင်ကာပူကိုထွက်ပြေးတိတ်ဆောင်ခဲ့ရကနေလန်ဒန်ကိုပြောင်းရွှေ့လာခဲ့တာတမီးလေးဖမ်းမတိုင်ခင်သူ့မှာတမီး2ယောက်ရှိသေးတယ်သူတို့2ယောက်စလုံးကထွက်ပြေးတော့ကတက်ဖြတ်ချင်းခံခဲ့ရတာအဲ့ဒီနောက်သူ့ဇနီးကလည်းဖမ်းကိုဝေးဖွားရင်ဆုံးပါသွားခဲ့တယ်ဒီတော့ကွန်မှာဘယ်သူမှမကြံတော့ဘူးပေါ့တုံးသက်ကြတဲ့အထိအစိုးရဘက်ကဘာတဲ့လို့ဆမ်းမမရသေးဘူးကွန်ကတော့မိမိဘာသာစုံစမ်းတာကိုမရက်တန့်ခဲ့ပါဘူးအဲ့ဒီအချိန်မှာ TV ကနေလာနေတဲ့အင်တာဗျူးတစ်ခုကိုတတိထားမိသွားတယ်အဲ့ဒါကလီယန်ဖြစ်ပြီးသူဟာစင်ဖိန်ဖွဲ့ရဲ့ခေါင်းဆောင်ဟောင်းနဲ့ IRA အဖွဲ့ဝင်ဟောင်းတယောက်ဖြစ်မှန်းကွန်သိသွားခဲ့တယ်အဲ့ဒီနောက်လီယန်ရုံးခန်းကိုရောက်လာတဲ့အခါအတွင်းရင်းမှုဘက်ကကွန်ဖုန်းဆက်ထားတဲ့အကြောင်းဖုန်းထဲမှာစောင့်နေတာမိနစ်30ရှိပြီဖြစ်ကြောင်းပြောပြတယ်လီယန်လည်းမလွဲတာပဲဖုန်းကိုကိုင်းလိုက်ရတာပေါ့ကွန်ကအချိန်မဆွဲပဲလူရင်းကိုတန်းပြောတယ်ဒါပေမဲ့လီယန်ကတော့အရင်တိုင်းပဲညင်းတာပဲသူဟာဘုံခွဲသမားတွေနဲ့ဘာမှမပတ်သက်ကြောင်းတူလဲဆိုတာလည်းမသိကြောင်းညင်းတယ်ကွန်ကလီယန်ဟာဩဇာအာဏာရှိတဲ့လူမှုမယုံဘူးလို့ပြောပေမဲ့လီယန်ကငါကအစိုးရနဲ့ရွေးကောက်ခံရရှိတွေအတွက်အလုပ်လုပ်နေတာဖုန်းချလိုက်တာကြောင့်ကွန်တယောက်စိတ်ပြတ်သွားရတယ်စိတ်ပိုင်းချက်လိုက်တဲ့ကွန်ဟာသူ့စနင်းနဲ့တမီး2ယောက်ရဲ့တပ်ပုံတွေတမီးတွေအသက်ခံရတော့ကသတင်းစာချက်ပိုင်းတွေကိုမိရှုလိုက်ပါတော့တယ်စိုင်းပိတ်ပြီးတက်လာတဲ့သူ့တငယ်ချင်းနဲ့စိုင်းကူဖြစ်သူလန်ကကွန်ရဲ့အပြုတ်မှုကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေတဲ့ဖြစ်ခဲ့တာတွေကကွန်ရဲ့အပြစ်မဟုတ်ဘူးလို့ဖြောင်းပြပေမဲ့ကွန်ကတော့သူ့မိသားစုကိုမကာကွယ်နိုင်ခဲ့ဘူးလို့ပဲယူဆနေတာသူကလန်ကိုစာအိတ်အိတ်ပေးလိုက်ပြီးဒီဆိုင်ကိုလက်ပိုင်ပေးခဲ့တယ်လို့ပြောတယ်လန်ကဒါကိုလက်မခံပဲကွန်ရဲ့ဗီဒီယိုတွေကအဝတ်စားတွေကိုထုတ်ပေးပြီးဒီညတူဖော်လုပ်ပေးမယ်တနေ့လာနေကြရင်လူတစ်ယောက်စီလိုက်ပြပေးမယ်လို့ပြောတယ်ဒါပေမဲ့လန်လက်ကြည့်လိုက်တဲ့အခါကျမှသူတစ်ယောက်တည်းစကားပြောနေမှတိလိုက်ရတယ်ကွန်ကခန်းထဲမှာမရှိတော့ဘူးကွန်ရဲ့ကားမောင်းထွက်သွားတဲ့အင်ဂျင်တန်ကိုပဲကြားလိုက်ရတော့တယ်ကွန်ကအင်ဂျင်ပြီးပစ္စည်းအချို့ထုတ်ပိုးတယ်ပြီးတော့သူစင်ကအဟောင်းကိုအချိုးပစ်ပြီးဖုန်းကိုပါရိုက်ခွဲပစ်လိုက်ပြီးအင်းကနေထွက်လာခဲ့တယ်ကွန်ကားပေါ်တစ်ခါနေမှာလမ်းမိလာပေမဲ့ကွန်ကတော့သူ့ကိုနောက်ဆုံးအချိန်ကြည့်ပြီးမောင်းထွက်သွားခဲ့ပါတော့တယ်ဒီလူကြီးကတော့အခေမရမချင်းရက်တော့မှမဟုတ်ဘူးနောက်တစ်နေ့မနက်မှာကိုတယောက် Belfast New ကိုရောက်လာပြီးတဲခိုကန်တစ်ခုမှနေလိုက်တယ်အဲ့ဒီနောက်လီယန်ရဲ့ရုံးခန်းကိုသွားခဲ့တဲ့ဘက်ကိုသူ့နာမည်ပြောလိုက်တော့ဘက်ကချက်ချင်းမှတ်မိသွားပြီးဖုန်းဆက်နေတဲ့လူမှန်ထိသွားတယ်သူ့ကိုပြန်ခိုင်းပေမဲ့ကွန်ကလီယန်နဲ့တွေ့ရမှဖြစ်မယ်ဆိုပြီးစောင့်နေတယ်အဲ့ဒီအချိန်မှာလီယန်ရဲ့လူယုံတွေဖြစ်တဲ့ကာဘာနာနဲ့မာဖီလိုရောက်လာပြီးကွန်ကင်ထားတဲ့အိတ်ကိုလူယူပြီးရှာဖွေကြတာပေါ့အိတ်ထဲမှာကုန်းစုံပစ္စည်းတွေပဲရှိပေမဲ့စစ်တပ်တုံးတန်းမြောင်တဲ့ချောင်းတွေ့သွားတယ်သူတို့ကကွန်ကိုအပြင်ကိုမောင်းထုတ်ဖို့လုပ်နေတော့လီယန်ကရုံးခန်းထဲကထွက်လာပြီးတားလိုက်တယ်ရုံးခန်းထဲရောက်တော့ကွန်ကသူ့တောင်းဆိုချက်ကိုထပ်ပြောပေမဲ့လီယန်ကတော့အရင်တိုင်းပဲညင်းတယ်သူ IRA နဲ့မပတ်သက်တာအနှစ်30ရှိပြီးအခုနှစ်ဖက်စလုံးငင်းကြရအောင်နိုင်ငံရေးပဲလုပ်နေတာလို့ပြောတယ်ကွန်ကစစ်တောင်းဆိုနေပေမဲ့လီယန်ကညင်းဆဲမှုကွန်ကမင်းစိတ်ပြောင်းလာစေရမယ်လို့ပြောပြီးထွက်သွားခဲ့တယ်
ကွန်ပထမဆုံးသွားတာကတော့အင်တာထဲကိုပဲအဲ့ဒီမှာတူဝဲလာတဲ့ကုန်းစုံပစ္စည်းတွေနဲ့လက်လုံဖုံးတစ်လုံးလုပ်ပြီးအဆောက်အုံထဲကနေချက်ချင်းထွက်သွားခဲ့တယ်ခဏနေတော့ဘုံကဝုန်းကနေပောက်ခွဲသွားပြီးလီယန်နဲ့လူတွေအကုန်လက်ချက်သွားကြတာပေါ့ဘုံရှင်ရဲ့အဖွဲ့လာစစ်တော့စစ်စီးမှုကလီယန်ကိုဒါဟာသတိပေးပုံတက်ပဲမှုတန်ရရှိသူရှိရင်ဖုန်းဆက်ပါလို့ပြောပြီးပြန်သွားတယ်သူပြန်သွားတာနဲ့ကိုစီကဖုန်းဝင်လာရောလီယန်လည်းဒါကိုရဲ့လက်ချက်မှတီးသွားပြီးဒေါသတကြီးချင်းချောက်တော့တာပေါ့အခန်းထဲပြန်ရောက်တော့ကွန်ကနောက်ထပ်ဘုံတစ်လုံးထပ်လုပ်ပြန်တယ်အဲ့ဒီနောက်လီယန်ရဲ့လူတစ်ယောက်ဖြစ်တဲ့ပီလီကကားပေါ်မှာဘုံတစ်လုံးထောင်ထားတာကိုတွေ့သွားတယ်အဲ့ဒါလည်းကွန်ရဲ့လက်ချက်ပဲဘုံနာမှာနာမည်များလို့ရေးထားတဲ့စာရွက်လေးတစ်ရက်တွေ့ရတယ်လီယန်ကတော့တေလိုမတက်လက်နေပြီးဒါပေမဲ့ကာဘာနာကဒါတတိပေးတာတက်ပဲကွန်ကသူ့ကိုဘဲချိန်မစိုးတက်လို့ရတယ်ဆိုတာပြတာလို့ပြောပြတယ်အဲ့ဒီအချိန်မှာကာဘာနာစီဖုန်းဝင်လာပြီးကွန်ကိုတဲခုကမ်းမှာတွေ့ထားတယ်လို့တင်ရတယ်သူတို့လူတွေရောက်သွားပြီးအိမ်ပိုင်ရှင်ကကွန်ရဲ့အခန်းကိုညွှန်ပြတယ်ကွန်ကတော့ခြေတန်းကိုအချိန်မီကြားလိုက်လို့တကားကိုပိတ်ဆို့လိုက်နိုင်ခဲ့တယ်သူတို့တကားကိုရိုက်ချိုးပြီးဝင်လာချိန်မှာကွန်ကထွက်ပြေးပြီးလွတ်အောင်ယုံတာပေါ့ဒါပေမဲ့လီယန်ရဲ့လူတွေကမိသွားပြီးအသေးတန်ချကြတော့တာပဲကွန်ပြူကျသွားပေမဲ့အချိန်ကိုထိန်းပြီးတင်းပေါက်ကနေတခြားအခန်းထဲဝင်ပြေးနိုင်ခဲ့တယ်ခေကားရင်မှာလူတွေထပ်ပိတ်ဆို့ထားပေမဲ့ကွန်ကအသက်ကြီးပေမဲ့လက်ရည်မချသေးပဲအကုန်လုံးကိုနှိမ့်နှိမ့်ပြီးထွက်ပြေးလွတ်မြောက်သွားတာကြောင့်ကာဘာနာတယောက်ဒေါသပောက်ကွဲရုံပဲရှိတော့တယ်အိမ်မှာလီယန်ကကွန်ကိုလွတ်အောင်ပေးလိုက်ရလို့အော်ဟစ်ဆဲဆူနေတာကိုမိကြားသွားတယ်လီယန်ကဒီနေရာမလုံခြုံတော့လို့ချန်ဆိုင်အိမ်ကိုပြောင်းဖို့အဝတ်စားတွေထုတ်ခိုင်းလိုက်တယ်အဲ့ဒီအချိန်မှာလီယန်ရဲ့တူကစ်တူရှောင်းမော်ရစ်ဆန်ရောက်လာခဲ့တယ်လီယန်ကသူ့ကိုကီတီနဲ့အထူးစုံစမ်းရေးဌာနကဘရန်လီနဲ့တွားတွေ့ဖို့ခိုင်းတယ်လီယန်ကဒီဘုံကွဲမှုတွေဟာသူတို့နဲ့မပတ်သက်ကြောင်းသူတို့လည်းဖြေရှင်းဖို့ကြိုးစားနေပေမဲ့ဘရန်လီရဲ့အကူအညီလိုကြောင်းသတင်းစကားပါချင်တာရှောင်းကသူဘာလို့ရွေးချယ်ခံရလဲပြီးတော့မင်းကတော်ဝင်အာရစ်တဲ့ရင်ကစစ်မှုထမ်းဟောက်တယောက်ပဲဘရန်လီကမင်းကိုယူသေးလိမ့်မယ်လို့ပြောပြီးလူမသိအောင်လှုပ်ဝက်လို့ဖို့မှလိုက်တယ်သူတို့ကပြည်ထိုင်တွေနဲ့ပူးပေါင်းပြီးကိုလူအချင်းချင်းပြန်ဖမ်းဖို့လုပ်နေတာကိုတခြားလူတွေတီးသွားရင်ပြဿနာအကြီးကျယ်တက်နိုင်လို့ပဲနောက်တနေ့မနက်မှာကွန်ကလီယန်နောက်ကိုစားတောက်ဆိုင်ထိလိုက်ချောင်းတယ်လီယန်ကအဲ့ဒီမှာမက်ကီနဲ့တွေ့ပြီးအနမ်းပိနှုတ်ဆက်ပြီးမက်ကီကအင်တာသွားခဲ့တယ်အဲ့ဒီအချိန်လီယန်ဖုန်းတွေကိုသူတို့ဖောက်ပြန်နေတဲ့ပုံစံအကွင်းသားရိုက်ထားတဲ့ပုံတစ်ပုံရောက်လာတဲ့စာသားကိုကြည့်ပြီးဒါကွန်ရဲ့လက်ချက်မှန်လီယန်ချက်ချင်းရိပ်မိလိုက်တယ်တစ်ဖက်မှာလည်းရှောင်းကတော်ဝင်ရေးတက်ကောလိပ်မှာဘရန်လီနဲ့တွေ့ပြီးလီယန်ရဲ့အစီအစဉ်ကိုပြောပြတယ်ငါတို့မှာအစီအစဉ်ရှိတယ်အဖွဲ့ဝင်တယောက်ချင်းစီကိုကုတ်အခရာတူးညီတာတွေမဟုတ်ပဲမတူတာတွေပြထားမယ်ဘုံခွဲသမားတွေနောက်တစ်ချိန်ဘုံခွဲပြီးကျင်းညာတဲ့အခါဘဲကုတ်ကိုတုံးလဲဆိုတာမင်းတို့ငါတို့ကိုပြောပြထားဆိုဘသူကအမိတ်ပေးလဲဆိုတာငါတို့သိပြီးအဲ့ဒီကြရင်အကုန်ရှင်းတင်မယ်လို့ပြောတယ်ဒါပေမဲ့ဘရန်လီမှာတန်တက်ချက်တစ်ခုရှိတယ်ဘုံခွဲသမားတွေကိုတွေ့တာနဲ့ထိတင်ရဲတွေကိုလိုက်ဖန်ဆင်းနိုင်ဖို့လီယန်ကသူ့ကိုတန်းပြောရမယ်ဆိုတဲ့အချက်ပဲဒါကတော့ညှိနှိုင်းလို့မရတဲ့အချက်ပေါ့လီယန်နဲ့တူလူတွေခြံဆိုင်အိမ်ကိုရောက်လာကြတယ်ကာဘာနာကဒီမှာဆိုလုံခြုံပါတယ်လို့ပြောပေမဲ့လီယန်ကတော့မယုံဘူးသူထင်တဲ့အတိုင်းပဲကွန်ကချက်ချင်းနောက်ကနေအနမ်းခံလိုက်လာနိုင်ခဲ့တယ်ကွန်ကသူ့ကားကိုတခိုင်းတွေနဲ့ဖုံးကွယ်ထားပြီးချီယာတွေကိုလည်းတက်ခဲ့တယ်တေချာစောင့်ကြည့်ပြီးတဲ့နောက်အဆောက်အုံထဲခိုးဝင်ပြီးနောက်ထပ်လက်လုံကုန်းတစ်လုံးထောင်ကအချိန်ကိုက်စနစ်လုပ်ထားလိုက်ခဲ့ပြီးတော့ရဲကနေဘုံပေါက်ကွဲမှာကိုစောင့်ကြည့်နေတာဘုံပေါက်ကွဲသွားအားတဲ့အခါအင်းရဲ့တစ်ဖက်ချမ်းအကုန်ပျက်စီးသွားပြီးဝေရုံတုံးရင်ဖြစ်ကုန်ကြတယ်ကွန်ကသူ့ရဲ့သတင်းစကားကိုထပ်မံပေးပို့လိုက်တာပေါ့လီယန်ကကွန်ကိုတိတ်ထင်သိမိသွားမှသိလိုက်ရပြီးဘက်ဖက်စ်ကနေလူတွေထပ်ခေါ်ဖို့ကဘာနာကိုအမိန့်ပေးလိုက်တယ်နောက်တနေ့မနက်မှာလီယန်ကမာဖီကိုမေရီနဲ့အတူလန်ဒန်ကတမီဖြစ်သူကာယာရဲ့တိုက်ခန်းကိုလိုက်သွားဖို့ပြီးရင်ဘေးကင်းအောင်ဟိုတယ်တစ်ခုကိုရွှေ့ဖို့မှလိုက်တယ်မေရီကဒူဘာသာအဆင်ပြေပါတယ်လို့ပြောပေမဲ့လီယန်ကငင်းခွင့်မပေးဘူးအဲ့ဒီအချိန်မှာပဲအုံးကနေပောက်ကွဲတန်ကြီးထက်ကြားရပြန်တယ်ဒါလည်းကွန်ရဲ့လက်ချက်ပဲသူတို့တွားကြည့်တော့ကားထဲမှာထောင်ထားတဲ့ပုံကြောင့်သူတို့လူတစ်ယောက်ဒဏ်ရာရသွားတယ်ကာဘာနာကကိုတော်ထဲမှာရှိနေမှန်းသိလို့လူတွေကိုခေါ်ပြီးတောင်းနေရှာတော့တာပေါ့ဒါပေမဲ့ကြောင်နဲ့ကျွတ်ကစားတယ်လို့ပါပဲလီယန်ရဲ့လူအချို့ဟာကွန်ထောင်ထားတဲ့ထောင်ချောက်တွေလည်းမိကုန်ကြတယ်ကွန်ကနာမည်တွေမေးပေမဲ့ကာဘာနာရဲ့တနက်မှန်ပြီးပခုံးမှာဒဏ်ရာရသွားခဲ့တဲ့ကံကောင်းလို့ခွန်းလို့အောင်ခင်းနိုင်ခဲ့လီယန်ကတော့လူအကြီးတစ်ယောက်ကိုမနိုင်လို့ဒေါသတွေထွက်နေပြီးကာဘာနာကတော့အုပ်အကြောင်းကောင်းကောင်းသိတဲ့ချီရခံလူတစ်ယောက်ခေါ်ပြီးကွန်ကိုသူ့ကစားပွဲအတိုင်းပြန်ကစားဖို့အကြံပေးတယ်တကယ်တော့ဟန်နက်စီမီတာစုဟာအကုန်ဖောက်ပြန်နေကြတာပဲအခုလဲရှောင်းနဲ့မေရီတို့ကဖောက်ပြန်နေကြတာသူတို့အလုပ်ဖြစ်တော့မဲ့အချိန်မှာပဲလီယန်စီကဖုန်းလာလို့ပြတ်သွားရတယ်လီယန်ကကွန်အကြောင်းပြောပြတော့ရှောင်းကကွန်ဟာအထူးတပ်ဖွဲ့ဝင်ဟောင်းခင်နိုင်မှန်းရေးမိသွားပြီးသူကိုယ်တိုင်ချီရခံဖို့သဘောတူလိုက်တယ်ဖုန်းချပြီးနောက်ရှောင်းကလီယန်မှာပြဿနာတွေအများကြီးရှိနေကြောင်းမေရီကိုပြောပြပေမဲ့မေရီကတော့ဘုံခွဲသမားတွေကိုမဖမ်းနိုင်ရင်လီယန်ရဲ့နိုင်ငံရေးဘဝပြီးပြီလို့ပြောတယ်ရှောင်းကလီယန်မှာအစီအစဉ်ရှိကြောင်းအဲ့ဒါလှုပ်ဝက်ကုတ်ကြောင်းတဲ့အစီအစဉ်ဖြစ်ကြောင်းပြောပြလိုက်မိတယ်ဒါပေမဲ့မေရီကတော့ငါမောင်လေးပတ်ထရစ်အတွက်လီယန်ကိုငါဘယ်တော့မှခွင့်မလွတ်ဘူးလို့ပြောပြီးရှောင်းရဲ့ရင်ခွင်ထဲမှာငိုနေရှာတယ်လီယန်ကကလက်စားမချီပဲငင်းကျဲယူလိုက်လို့မောင်ဖြစ်သူတရားမျှတမှုမရခဲ့ဘူးလို့သူခံစားနေရတာကိုတစ်ဖက်မှာလည်းကွန်ဟာတနက်တန်ရာကိုအပူပေးထားတဲ့ဓာတ်နဲ့ကပ်ပြီးအနာကိုပိတ်ဖို့ကြိုးစားရင်းနာကျင်လွန်းလို့3 limited ဖြစ်သွားခဲ့တယ်အဲ့ဒီအချိန်မှာဗီယက်နမ်ကနေစင်ကာပူကိုထွက်ပြေးတော့ကထိုင်းပင်လယ်ဓာပြတွေရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရတဲ့အသေးဆိုးတွေပြန်ညောင်းလာတာပေါ့သူအသေးအတန်ခုခံပေမဲ့လူအင်အားမမျှတာကြောင့်တမီးနှစ်ယောက်စလုံးအထမပြုတ်ချင်းဖြစ်စီဖို့ဖန်ဆီးခေါ်ဆောင်ခြင်းခံခဲ့ရပြီးသူနဲ့သူ့ဇနီးကတော့ပင်လယ်ထဲပြစ်ချခံခဲ့ရတာအဲ့ဒီအသေးဆိုးတွေကသူ့ကိုခြောက်လန့်နေတော့မယ်အဲ့ဒီညမှာလီယန်ကကတရင်ပို့ပြီးတဲ့ကွန်ရဲ့ကိုကြီးရာဇဝင်ဖိုင်ကိုရပြီးဖက်ကြည့်လိုက်တော့မှကွန်ရဲ့ဘဝဆိုကိုတိသွားရတယ်အဲ့ဒီအချိန်ကောင်စီရဲ့ထိတ်တဲ့အာဏာပြသူဖြူမက်ဂရက်ရောက်လာပြီးလီယန်ကတူတူလောင်ယုံတွေကိုလိုက်စစ်နေလို့လာပြဿနာရှာတာပေါ့လီယန်ကတော့မက်ဂရက်ရဲ့တူလောင်ယုံကနေဘုံ10ကီလိုပြောင်းနေတာကိုသိထားတယ်မက်ဂရက်ကဂုံပြဿနာကြောင့်လီယန်ဟာပြောညံ့နေပြီလို့တခြားလူတွေထင်နေကြကြောင်းဂုံခွဲမှုကသူတို့ကိုအရှိန်အဟုန်ပြန်ရစေကြောင်းပြောတယ်သူတို့အစီအစဉ်ကဘန်နာရဲ့အဆောက်အအုံချို့ကိုပဲတိုက်ခိုက်ဖို့နဲ့လူမထိခိုက်စေဖို့ဖြစ်ပေမဲ့အခုတော့လူတွေတေကုန်ပြီးမက်ဂရက်ကအခုအဲ့ဒီလူတွေဘယ်သူလဲဘယ်သူချင်းချုပ်နေလဲငါမသိဘူးမသိတာပဲကောင်းတယ်ပြဿနာတက်ရင်ငါတို့စီချီရခံလို့မရအောင်လို့ပြောတယ်လီယန်ကသူ့ရဲ့မဲဆွယ်မှုနဲ့ပါတီတွင်အာဏာတည်မြဲဖို့အတွက်ဒီပုံခွဲမှုကိုလိုအပ်ခဲ့တာဖြစ်ပေမဲ့အခုတော့အခြေအနေတွေကလက်လုံကုန်ပြီးမှုဒီပုံခွဲသမားတွေကိုချက်ချင်းအဆုံးသတ်ဖို့မက်ဂရက်ကိုချင်းချောက်အမိန့်ပေးလိုက်တယ်နောက်ပိုင်းမှာလီယန်ကသူ့ခွေလေးသတိလစ်နေတာကိုတွေ့ပြီးတခုခုမှားနေပြီဆိုတာသိလိုက်တယ်အမြန်မဲ့တနက်ထုတ်ဖို့အန်ဆွဲကိုဖွင့်လိုက်ပေမဲ့တနက်အိပ်ပဲရှိတော့တယ်သူချင်းတဲ့အတိုင်းပဲကွန်ကတနက်နဲ့ချိန်ပြီးသူ့ကိုထိုင်ခိုင်းလိုက်တယ်ပြီးတော့ကွန်ကသူ့ကိုမှပတ်ထားတဲ့ဘုံကိုပြပြီးနာမည်တွေမပြောရင်အကုန်လုံးကိုအတူတူအသေးခံဖောက်ခွဲပြမယ်လို့ချင်းချောက်တော့တာပေါ့လီယန်ကသူ့တကယ်မသိသေးကြောင်းဒါပေမဲ့ကုတ်အခရာပြောင်းလဲပြီးစုံစမ်းနေတဲ့အစီအစဉ်ကိုပြောပြမှကွန်ကစိတ်အေးသွားပြီးမင်းမှာတရက်ပဲအချိန်ရှိတယ်လို့ပြောပြီးထွက်သွားခဲ့တယ်နောက်တစ်နေ့မှာတော့ဒုတိယအချိန်ဘုံခွဲမှုကပတ်စကားတစ်စီးပေါ်မှာထပ်ဖြစ်ပြန်တယ်တကယ်တော့လီယန်ရဲ့အမြောက်မယားမက်ကီကဘုံခွဲသမားတွေနဲ့ပူးပေါင်းနေတာဖြစ်တယ်ရှောင်းကကွန်ကိုချီယာခံဖို့ချန်ဆိုင်အိမ်ကိုရောက်လာခဲ့တယ်အဲ့ဒီအချိန်လီယန်
စီပရလီစီကဖုံးလာတဲ့ဘုံခွဲသမားတွေကဖုံးဆက်လာပေမဲ့ကုတ်အခရာမထုံးသွားပဲပြစ်တင်တွေနဲ့နောက်ထပ်မပူပေါင်းတော့ဘူးလို့ပဲပြောသွားတဲ့ဒါဟာလီယန်ရဲ့လူတွေထဲမှာတစ္ဆာဖောက်ရှိနေပြီဆိုတာတေချာသွားစေတဲ့လီယန်ကဒီစီစဉ်ကိုသူ့နဲ့ရှောင်မဲ့ထိတာမှုဘရန်လီကိုလှုပ်ဝက်ဖုန်းနံပါတ်တစ်ခုပေးခိုင်းပြီးအခေရှာဖို့ကြိုးစားတယ်တကယ်တော့သူ့ဇနီးမေရီလည်းဒါကိုသိနေတာကိုသူမရိပ်မိသေးဘူးဘရန်လီကတော့မြန်မြန်လုပ်ဖို့မဟုတ်ရင်စစ်တက်လို့ရလိမ့်မယ်လို့ချင်းချောက်လိုက်တယ်ဝင်းကြီးကတမင်းကလည်းလီယန်ကိုဖုံးဆက်ပြီးဒေါသတကြီးဆဲဆိုတော့တာပေါ့တရက်ခန့်တွေကို48နာရီအတွင်းမအပ်ရင်စစ်တပ်တွေလမ်းပေါ်ကန်ချရလိမ့်မယ်ဒါဆိုရင်တော့စစ်ပွဲပြန်စပြီလို့တတိပေးလိုက်တယ်အဲ့ဒီအချိန်မှာပဲလီယန်ရဲ့လူယုံမာဖီရောက်လာပြီးမေရီကိုစောင့်ကြည့်ထားတဲ့အစီရင်ခံစာလာပေးတယ်မေရီစီကိုရှောင်းလာသွားကြောင်းပြီးတော့မေရီကဟိုတယ်ဖုန်းနဲ့မက်ဂရက်စီဖုန်းဆက်ခဲ့ကြောင်းတိလိုက်ရတော့မှသူ့ဇနီးမေရီကိုရိုင်းကတစ္ဆာဖောက်မှန်လီယန်တိသွားပါတော့တယ်တစ်ဖက်မှာလည်းပက်ထရစ်တိုအဖွဲ့ကကွန်ပျူတာတစ်လုံးထဲမှာဖုန်းထည့်ပြီးနောက်ရက်ရောမမျိုးမှာကျင်းပမဲ့လုံခြုံရေးညီလာခံကိုတွားမဲ့ဖိတိရှာအမတ်တွေရဲ့လေရင်ပုံမှာဖောက်ခွဲဖို့စီစဉ်နေကြတယ်အကြမ်းဖက်မှုတိုက်ခိုက်ရေးဌာနမှာတော့ဘရန်လီကပက်ထရစ်မက်ဂရက်နဲ့မက်တီတို့ဟာဘုံခွဲသမားတွေမှန်တိသွားပြီးဝင်းကြီးချုပ်ကိုအစီရင်ခံလိုက်ပြီးဘရန်လီကလီယန်စီဖုန်းဆက်ပြီးမက်ဂရက်အကြောင်းပြောပြတယ်လီယန်ကမတိချင်အောင်ဆောင်ပေမဲ့ဘရန်လီကမက်ဂရက်ရဲ့ဖုန်း GPS မင်းရဲ့တောင်ဘက်မီတာ50မှာရှိနေပြီးမင်းအိမ်ထဲဝင်လာနေတာကိုမမြင်နေရတယ်နောက်မိနစ်30အတွင်းစစ်ရဟရင်နဲ့စစ်သား12ယောက်လာဖမ်းလိုက်မယ်လို့ပြောလိုက်တယ်မက်ဂရက်အဖမ်းခံရရင်လီယန်ရဲ့ယာတုလည်းပြုတ်မှာမို့ဘရန်လီကမင်းနဲ့မင်းဟန်နဲ့အရင်စစ်ပြီးနာမည်ယူလိုက်မင်းမက်ဂရက်ကိုမကဲနိုင်ပေမဲ့မင်းကိုမင်းတော့ကဲနိုင်လိမ့်မယ်လို့အကြံပေးတယ်လီယန်ကကာဘာနာကိုရှောင်စီလူလုတ်ခိုင်းပြီးသူကိုယ်တိုင်ကတော့အိမ်ထဲဝင်လာတဲ့မက်ဂရက်ကိုတနတ်နဲ့အချိန်ခိုင်းပြီးဘုံခွဲသမားတွေရဲ့နာမည်နဲ့နေရာတွေကိုအတင်းအခိုင်းတော့တာပေါ့လီယန်ကအဲ့ဒီစီရင်ထဲမှာသူ့ညောင်မရမက်ကီနာမည်ရင်းဆာရာမက်ကီပါနေတာတွေ့ပြီးလန့်သွားတယ်မက်ဂရက်ကလီယန်တစ္ဆာဖောက်ရင်လီယန်ကိုကန်ချင်းချောက်ဖို့မက်ကီကိုလီယန်အနားထည့်ထားတာလို့ဝန်ခံတယ်နောက်ဆုံးမေရီကြောင့်ပြီးတော့မေရီကမောင်ဖြစ်သူအတွက်ကလက်စားချချင်လို့သူ့ကိုလာကူညီတာလို့ဝန်ခံတာကြောင့်လီယန်ကမက်ဂရက်ကိုကောင်းကိုတနတ်နဲ့တစ်တက်လိုက်ပါတော့တယ်ပြီးတော့ဘရလီစီဖုန်းဆက်ပြီးနာမည်ရပြီလို့ပြောလိုက်တယ်အဲ့ဒီချိန်မှာမက်ကီကသတင်းထောက်အီရန်နဲ့အဲ့ရတဲ့ရောက်နေတာဒါကရိုးရိုးချင်းမဟုတ်ပဲအီရန်ကိုဘုံတဲဆောင်သူအဖြစ်မတိမတာသုံးဖို့ဖြစ်တယ်အီရန်အိမ်သာသွားတော့မက်ကီကအီရန်ရဲ့လက်တော့ဘက်ထရီထဲမှာဘုံထည့်ပြီးပြင်ဆင်လိုက်တယ်တောထဲမှာတော့ရှောင်းစီကိုလီယန်ကဖုန်းဆက်ပြီးဘုံခွဲသမားတွေရဲ့နာမည်တွေကိုပို့ပေးလိုက်တယ်ပြီးတော့ကွန်ရက်သမီးကိုတက်တာဘက်ထရီဖြစ်ကြောင်းပြောပြပြီးဒါကိုမင်းပဲအဆုံးတက်လိုက်တော့လို့မှာတယ်အဲ့ဒီနောက်ကွန်ကရှောင်းကိုအလင်းနိုင်တက်ခိုက်ပြီးအသေးတန်ချကြတာပေါ့ကွန်ကအနိုင်ရပေမဲ့ရှောင်းကိုမတက်ခဲ့ဘူးရှောင်းကသူ့ဖုန်းရဲ့လှုပ်ဝက်ကုတ်ကိုပြောပြပြီးအဲ့ဒီထဲမှာဘုံခွဲသမားတွေရဲ့နာမည်ရှိကြောင်းပြောပြတယ်ရှောင်းကလည်းအထုတပ်ဖွဲ့ဝင်ဟောင်းဖြစ်ပြီးမိသားစုတွေဆုံးရှုံးထားရသူမှန်တိသွားတော့ကွန်ကသူ့ကိုလှုပ်ပေးလိုက်တယ်ရှောင်းအိမ်ပြန်ရောက်တော့လီယန်ကိုကွန်အကြောင်းပြောပေမဲ့လီယန်ကစိတ်မဝင်စားဘူးအဲ့ဒီအစားရှောင်းနဲ့မေရီတို့ဖောက်ပြန်နေတာကိုတိကြောင်းပြောပြီးမေရီကရှောင်းစီကနေလှုပ်ဝက်ကုတ်ပြောင်းတဲ့အစီအစဉ်ကိုနှိုက်ယူပြီးဘုံခွဲသမားတွေစီပြီးလိုက်မှလီယန်တိသွားခဲ့တယ်လီယန်ကရှောင်းကိုနောက်ဆုံးအလုပ်တစ်ခုခိုင်းပြီးရင်နယူးယောက်ကိုထွက်သွားပြီးဘယ်တော့မှပြန်မလာဖို့အမိန့်ပေးလိုက်တယ်နောက်တနေ့မနက်မှာဘရလီရဲ့အထုတပ်ဖွဲ့တွေကဘုံခွဲသမားတွေရဲ့တိုက်ခန်းကိုဝိုင်းထားပေမဲ့ကွန်ကတော့လူမသိအောင်အထဲကိုအရင်ခိုးဝင်သွားခဲ့တယ်လေစိတ်မှာတော့အီရန်ရဲ့လက်တော်ကိုစက္ကင်နာမှာဘုံမဲမပေါ်ခဲ့ဘူးတိုက်ခန်းထဲမှာကွန်ကဂတ်စပိုက်တင်သမားဖြစ်ဟန်ဆောင်ပြီးအေရှင်မနဲ့အတူဝင်လာခဲ့တယ်ကွန်ကပက်ထရီရဲ့လက်ကအမာရုပ်ကိုကြည့်ပြီးချက်ချင်းမှတ်မိသွားတယ်ဘုံခွဲသမားတွေကကိုရဲ့အိတ်ကိုစစ်ဆေးဖို့စပွဲပေါ်တွန်းချလိုက်တဲ့အချိန်တနက်တက်လက်ပေါ်လာတာမို့ကွန်ကချက်ချင်းတိုက်ခိုက်တော့ဒါပေါ်တနက်လူပြီးအပြန်အလှန်ပြစ်ကြရမှာကွန်ကဘုံခွဲသမားတွေကိုတယောက်ပြီးတယောက်ပြစ်တတ်နိုင်ခဲ့တယ်မက်ကီလည်းပခုံးမှာတနက်မှန်သွားတယ်နောက်ဆုံးကျန်တဲ့ပက်ထရီနဲ့ကွန်တို့အသေးအတန်လက်ဝှေ့ချင်းထိုးကြပြီးကွန်ကပက်ထရီကိုလဲပင်းညစ်ပြီးတက်ပစ်လိုက်ပါတော့တယ်အထူးတပ်ဖွဲ့တွေအခန်းထဲစီးနှင်းဝင်ရောက်လာချိန်မှာတော့ကွန်ကပြတင်းပေါက်ကနေလွတ်အောင်ပြေးသွားနေပြီးသူတို့ကအသက်ရှင်ကျန်တဲ့မက်ကီကိုနှိပ်စက်ပြီးစစ်မေးတဲ့အခါကျမှလေစိတ်ကအီရန်ရဲ့လက်တော်ထဲမှာဘုံပါသွားပြီးညနေ3နာရီမှာပောက်ကွဲမယ်ဆိုတာသိလိုက်ရတဲ့လေစိတ်မှာအီရန်ကနှစ်ချက်တက်ပြီးအလုပ်လုပ်နေတော့လေရင်နောက်ကျလို့စောင့်နေရတာရဲတွေကသူ့ကိုလာရှာပြီးနှစ်ချက်ချွတ်ခိုင်းကလက်တော်ကိုလူယူပြီးလူရဲ့ဝေးကိုပြေးဖို့ပြောရင်အမြန်ပြေးလွတ်လိုက်ရတယ်ရဲရရှိလက်တော်ကိုပစ်ချလိုက်တာနဲ့ဘုံကဝုန်းကနေပောက်ကွဲသွားပေမဲ့ကံကောင်းထောက်မှဆိုလူတယောက်မှဒဏ်ရာမရခဲ့ပါဘူးဘရလီကကိုယ့်ရဲ့လက်ချက်မှတ်တီးသွားပြီးအားလုံးကိုအစဖြောက်ဖို့အတွက်တလက်တန်ရနေတဲ့မက်ကီကိုပါပြစ်တက်ခိုင်းလိုက်တယ်ပြီးတော့ကွန်ကိုဖမ်းဖို့အမိန့်ထုတ်ပေမဲ့ကွန်ကတော့ပတ်စကာနဲ့ထွက်ပြေးသွားပြီးလီယန်စီကိုဝင်ကြီးကတရင်းကဖုန်းဆက်ပြီးမက်ကီနဲ့ပတ်သက်မှုတွေပေါ်သွားပေမဲ့ဝင်ကြီးချုပ်ကသူ့ကိုယာရုမှာပဲခံထားဖို့သဘောတူကြောင်းတော်ဝင်လူငင်းချမ်းသာခွင့်လည်းပြီးမဲ့ဒါပေမဲ့မင်းကငါတို့ရဲ့ရုပ်သေးရုပ်ပဲငါတို့ခိုင်းတာအကုန်လုပ်ရမယ်လို့ချင်းချောက်လိုက်တာကြောင့်လီယန်မှာလွတ်လပ်မရှိတော့ဘူးပေါ့တစ်ဖက်မှာလည်းမေရီအိမ်မှာရှိနေတော့တကားပဲတီးတန်ကြောင်တွားခွင့်ပေးရမှာရှောင်းကတနက်နဲ့အတန်တိတ်တက်လိုက်တာမို့နေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံးသွားခဲ့တယ်လီယန်အိမ်ပြန်ရောက်တော့ကွန်ကအတင်းဆောင်ပြီးလီယန်နဲ့မက်တီတို့ဖောက်ပြန်နေတဲ့ပုံကိုပြတယ်လီယန်ကငါမင်းသမီးလေးကိုထိခိုက်အောင်လုပ်ဖို့ရည်ရွယ်ချက်မရှိခဲ့ပါဘူးလို့ပြောပေမဲ့ကွန်ကအဲ့ဒီပုံကိုအင်တာနက်ပေါ်တင်ခိုင်းလိုက်လို့လီယန်ဟာအကြမ်းဖက်သမားမှန်ကဘာကတီးသွားခဲ့ရပြီးကွန်ကလီယန်ကိုနှုတ်ဆက်ပြီးထွက်သွားခဲ့တယ်လန်ဒန်မှာတော့ကွန်ကသူ့ရဲ့စားတောက်စားဆိုင်ကိုပြန်ရောက်လာခဲ့တယ်။လန်ကသူ့ကိုမြင်တော့ဝမ်းသာအားရကြိုးဆိုတာပေါ့။ဘရန်လီကကွန်ပြန်ရောက်လာတဲ့တဲ့ရင်ကိုရပေမဲ့ဘာမှထပ်မလုပ်ဖို့နဲ့စောင့်ကြည့်အောင်ပဲစောင့်ကြည့်ဖို့အမိန့်ပေးလိုက်တယ်။လန်ကကိုယ့်ရဲ့မျက်နှာကိုကင်ပြီးမျက်နှာနိုးနိုးနဲ့နမ်းလိုက်ကဖတ်ထားလိုက်တယ်။ကွန်ကလည်းသူ့ကိုပြန်လဲဖွေးဖက်ရင်းအထိတ်ကနာကျင်မှုတွေကိုနောက်မှထားရစ်ခဲ့ပါတော့တယ်။ဇလန်လေးကတော့ဒီမှာတင်ပြီးဆုံးသွားခဲ့ပါပြီ။